ဒီနေ့ကတော့ဘေးရန်သွားတဲ့ကနန်းတွေကိုကြော်ပြီးထမင်းနဲ့စားခဲ့ပါတယ်ဈေးမှာစားခဲ့တဲ့ကနန်းပြောတွေကိုတွေ့လို့အမေကဈေးကနေဝဲလာပါတယ်ဝဲလာတဲ့ကနန်းကကနန်းပြောတွေဖြစ်တဲ့အတွက်ရိုးကနန်းနဲ့မတူပဲအခုမှစားလို့ရတာကြောင့်နေသားအစိတ်ကြိုက်ပါဒါကတော့ကနန်းပြောတွေကိုကြော်ဖို့အတွက်အရသာမုံတွေထည့်ပြီးနေနေတာပါစီဆူလာမဲ့ဆိုရင်တော့ကြက်သွန်ဖြူကြက်သွန်ဒီငရုတ်သီးတို့ကိုစီတက်ပြီးတော့ကနန်းပြောတွေကိုကြက်အောင်ကြော်ပါမယ်ကနန်းပြောကနေသားတို့စီမှာတစ်ခါတလေမှစားလို့ရတဲ့ဟင်းဖြစ်တဲ့အတွက်ဒီနေ့တော်တော်ကြီးကိုကန်ကောင်းလို့ဒီဟင်းကိုစားရတယ်လို့ပြောရမှာပါအခုဆိုကနန်းပြောလဲကြက်ပြီးဆိုတော့ထမင်းခူပြီးအာရပါရစားပါတော့မယ်ထမင်းပူပူလေးကိုကနန်းပြောကြော်ပူပူလေးနဲ့တွဲစားတာကအရန်ကိုစားလို့ဝင်ပါတယ်ကနန်းကလည်းလက်တက်အတွက်ပို့ပြီးတော့ချိုသလိုကနန်းကနေထွက်တဲ့အစီနစ်တွေကလည်းထမင်းနဲ့တွဲစားရမှာအရန်ကိုရတာရှိပါတယ်ဒီနေရာမှာပင်လယ်စာနဲ့မတက်တဲ့လူတွေအတွက်ကတော့စိတ်မကောင်းပါဘူးပင်လယ်စာနဲ့မတက်တဲ့လူတွေကကနန်းစားရင်ဓမ္မတက်မှုတွေဖြစ်နိုင်တဲ့အတွက်ကနန်းဟင်းကိုရှောင်စေခြင်းပါတယ်နောက်ပြီးတော့ကနန်းကမလက်ရင်ဝမ်းပြက်ဝမ်းလျှောလို့ဝေဒနာတွေခံစားရတတ်တဲ့အတွက်ကနန်းဝယ်ရင်တိတိချာချာဂယူးဆိုင်ပြီးရေဝဲဖို့ကတော့လိုပါလိမ့်မယ်နေသားကတော့ကနန်းကြော်ဟင်းနဲ့ထမင်းကိုအဝါစားလို့ပြီးပါပြီအရသာလည်းအရန်ကိုရှိပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြရအောင်